ရေကြီးအားစီစဉ်ပြန်လာပါပြီ။ပရိသတ်တွေနဲ့ခဏလေးဝေးနေတဲ့ရေကြီးအားစီစဉ်ကိုပြန်လည်တင်ဆက်ပေးတော့မှာပါ။အလုံးနဲ့ငွေချောင်းတွေကိုပြောမယ်ရေကြီးအား။လူသမားတွေမှာလူသမားခွင့်ရရှိပါတယ်။လူသမားတွေရဲ့အခွင့်အရေးကိုဆွေးနွေးဖို့ရေကြီးအားကအမြဲဆင်သင့်ရှိနေပါတယ်ရှင်။ပြည်တွင်းပြည်ပကမြန်မာလူသမားတွေအတွက်အသုံးဝင်နိုင်မဲ့သတင်းချက်လက်တွေရေကြီးအားကပုံစံမျိုးမျိုးနဲ့တင်ဆက်ပေးနေတဲ့အစီအစဉ်တွေ2016ခုနှစ်ကလေးကတင်ဆက်ပေးလာခဲ့တဲ့ရေကြီးအားကတော့ Radio ရုပ်မြင်သံကြားနဲ့ Digital Platform တွေမှာပုံစံမျိုးမျိုးနဲ့ရှိနေခဲ့ပါတယ်။ပြန်လည်တင်ဆက်ပေးတော့မယ့်ရေကြီးအားအစီအစဉ်တွေမှာတော့ပြည်ပရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအတွက်အသုံးဝင်စေနိုင်တဲ့သတင်းချက်လက်တွေအပါအဝင်ရေလုပ်ငန်းနဲ့ဆက်ဆက်တဲ့လုပ်ငန်းခွင်တွေကအကြောင်းအရာတွေကိုလည်းတင်ဆက်ပေးတော့မှာပါ။အရေးတကြီးအသိပေးချင်တာလေးတစ်ခုကတော့အခုရေကြီးအားနဲ့နာမည်တူပုံစံတူအသွင်ပြင်မှာတူအောင်လုပ်ထားတဲ့စင်တူရိုးမ page တွေကတော့အခုရေကြီးအားလုံးဝမဟုတ်ပါဘူးเนาะဆယ်စုနှစ်နေပါရှိနေခဲ့တဲ့ရေကြီးအားအစီအစဉ်ရဲ့ Facebook စာမျက်နှာအစစ်မှန်ကတော့ follower 1.5 million ရှိပါတယ်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ပံ့ပိုးမှုနဲ့အတူတင်ဆက်ပေးနေတဲ့ရေကြီးအားအစီအစဉ်ကတော့အခကြေးငွေရယူတာအကျိုးမြတ်ရယူတာမျိုးလုံးဝမရှိတာကြောင့်အလုပ်ရှာပေးတာ passport သက်တမ်းတိုးပေးတာဗတ်ရိုက်ပေးတာလို့အခကြေးငွေရယူတဲ့ဘလဝင်ဆောင်မှုမျိုးကိုမှဆောင်ရွက်ပေးနေတာမျိုးမရှိဘူးဆိုတာကိုလည်းထပ်လောင်းအသိပေးပါရစေရွှေပြောင်းလုပ်သမားတွေအတွက်လိုအပ်တဲ့သတင်းချက်လက်တွေကိုတင်ဆက်ပေးဖို့ရေကြီးအားကအဆင်သင့်ရှိနေပါတယ်